အခုပြည်သူတွေရဲ့တခဲနဲ့အားပေးမှုနဲ့အတူကျွန်တော်တို့တွေရဲ့အခုဒီနေ့လဲတပည့်ညိုတော်လန်ရေးတပည့်ကတ်တွေကင်ထားတယ်အဲ့တော့ကျွန်တော်တို့တပည့်ဟာကျွန်တော်တို့ရဲ့အောင်ပွဲရဲ့အမှတ်သင်္ကေတဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီမိုကရေစီကိုအဆုံးတိုင်တိုက်ပွဲဝင်ကြမယ်ဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးဆရာအာဏာရှင်ပြုတ်ကြရေးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေရာမှာစုဝေးရောက်ရှိဖို့ဟာအင်မတန်မှခဲရင်ပါတယ်။နောက်နေမှာလည်းအခက်အခဲမျိုးစုံကြားနေကျွန်တော်တို့ဒီလိုပဲဆက်လက်စုဝေးပွဲတွေပြုလုပ်သွားအောင်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့မန္တလေးပြည်သူလူထုရဲ့ကိုယ်စားကြေညာချက်တစ်စောင်ထုတ်ပြန်စရာရှိပါတယ်။မီဒီယာအားလုံးလည်းမှတ်တမ်းတင်ပေးပါ။ကျွန်တော်တို့ကြေညာချက်ထုတ်ပြန်ပေးဖို့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကိုတေစာဆန်းကိုဖိတ်ခေါ်ချင်ပါတယ်။လေးစားအပ်တဲ့ဂုဏ်ပြုအပ်တဲ့ဦးညိုတဲ့နဲ့ကျွန်တော်တို့မိဘပြည်သူများခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့စစ်အာဏာရှင်တော်လှန်ရေး Federal Democracy တော်လှန်ရေးကဒီနေ့ဆိုရင်ကျွန်တော်တို့တလကျော်ခဲ့ဒီတလကျော်အတွင်းမှာကျွန်တော်တို့ပြည်သူတွေရဲ့အသက်တွေကျွန်တော်တို့မှတ်တမ်းတွေအရာလူ50ကျော်ကြာဆုံးခဲ့ရဖန်စီအတ္တမဖန်စီခံထားရတဲ့ကျွန်တော်တို့လူတို့ခေါင်းဆောင်ပုံကောင်များအပါအဝင်ကျွန်တော်တို့ပြည်သူအားလည်းလူဦးရေအားဖြင့်1000ကျော်ပြီးတော့ကျွန်တော်တို့မှတ်တမ်းတင်ခဲ့အဲ့တော့ကျွန်တော်တို့ဒီပေးဆက်ခဲ့တဲ့ပေးဆက်နေတဲ့ကျွန်တော်တို့အသက်တွေသွေးတွေချွေးတွေကျွန်တော်တို့အလဟတ်တမဖြစ်ဖို့အဟောတိကံမဖြစ်ဖို့အမတန်အရေးကြီးပါကျွန်တော်တူဦးချင်းတယောက်ချင်းအနေနဲ့ဆိုရင်ကျွန်တော်ဒီအသက်နဲ့ခန္ဓာတီကာနေသည်ဒီစစ်အာဏာရှင်စနစ်ဒီစစ်အာဏာယူတွေကိုဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်တနိဋ္ဌာန်ပြုအပ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်အမတန်အရေးကြီးတဲ့သတင်းစကားလေးတစ်ခုလည်းပြောချင်ပါတယ်ဒါကဘာလို့ဆိုတော့ကျွန်တော်တို့ဒီနေ့အာဏာရှင်ကိုအန်တုနေရမှာတချို့ကမေးကြတယ်ပေါ့နော်မင်းတို့ကလူတဦးတယောက်အတွက်တိုက်ပွဲဝင်နေတာလားပါတီတစ်ခုအတွက်တိုက်ပွဲဝင်နေတာလားမင်းတို့ကိုကျိုးအတွက်တိုက်ပွဲဝင်နေတာလားဆိုတဲ့မေးခွန်းပါနော်အဲ့တော့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အမြဲတမ်းပြောပါတယ်ကျွန်တော်တို့ယခုတိုက်နေတဲ့တိုက်ပွဲဒီကျွန်တော်တို့ယခုဆင်နွှဲနေတဲ့တော်လှန်ရေးဒီဒေါ်အောင်ဆန်းစုကြည်နဲ့မင်းအောင်လှိုင်နှစ်ယောက်ကြားထဲကတိုက်ပွဲတက်တက်မြမဟုတ်ပါဘူးကျွန်တော်တို့ရဲ့တိုက်ပွဲဒီ NLD ဆိုတဲ့လို့ခေါ်တဲ့ပါတီတစ်ခုနဲ့စစ်အုပ်စုနဲ့နှစ်ခုကြားထဲကတိုက်ပွဲများရင်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့တိုက်ပွဲဒီကျွန်တော်တို့ဗမာချင်းတိုက်တဲ့ဗမာလူမျိုးနဲ့ဗမာလူမျိုးနှစ်ခုကြားထဲကတိုက်ပွဲတစ်ခုများမဟုတ်ပါဘူးကျွန်တော်တို့တိုက်ပွဲရဲ့အဓိပ္ပာယ်ကျွန်တော်တို့အခုဆင်နွှဲနေတဲ့တော်လှန်ရေးရဲ့အဓိပ္ပာယ်ဒီအဲ့ဒီထက်အများကြီးကျယ်ဝန်းပါတယ်နည်းနည်းပါတယ်ကျွန်တော်တို့တော်လှန်ရေးကျွန်တော်တို့အခုဆင်နွှဲနေတယ်ကျွန်တော်တို့အသက်တွေသွေးကျွန်တော်တို့ယခုဆင်နွှဲနေတဲ့တော်လှန်ရေးဒီကျွန်တော်တို့55တန်းသောပြည်သူလူထုလုံးရဲ့အနာဂတ်အတွက်တိုက်နေတဲ့တိုက်ပွဲဖြစ်ပါတယ်ဟောဒါကျွန်တော်တို့အရင်တတိချိုးကျွန်တော်ယခုဆင်နွှဲနေတဲ့တော်လှန်ရေးကျွန်တော်တို့လိုချင်တဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုက်နေတဲ့တိုက်ပွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကျွန်တော်တို့တော်လှန်ရေးရဲ့အဓိပ္ပာယ်ကျွန်တော်တို့ယခုအသက်တွေသွေးတွေချွေးတွေပေးဆက်ပြီးတော့ဆင်နွှဲနေတဲ့တိုက်ပွဲရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့လေးလေးနက်နက်ခံယူထားဖို့အရေးကြီးပါနော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဖွံ့ဖြိုးကြွယ်ဝပြီးတော့ကျွန်တော်တို့ငြိမ်းချမ်းသာယာဖို့ဆိုရင်တကယ်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုမဖြစ်မနေရဖို့လိုပါတယ်နော်အဲ့တော့ဒီစစ်မှန်တဲ့ Federal ပြည်ထောင်စုမတည်ဆောက်နိုင်တဲ့၍ကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးတော့ကျွန်တော်တိုက်ပွဲဝင်သွားဖို့အရေးကြီးပါတယ်။ဒီသတင်းစကားလေးကျွန်တော်အနေနဲ့ပြောလိုပါတယ်။အဲ့တော့ကျွန်တော်တို့အင်အားစုတွေအနေနဲ့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့အရေးကြီးတဲ့ဒီထုတ်ပြန်ကြေညာချက်တစ်ခုထုတ်ပြန်တရားရှိပါတယ်ခင်ဗျာနော်။ကျွန်တော်ဒါလေးကိုကျွန်တော်ထုတ်ပြန်ကြေညာပါမယ်စစ်အာဏာရှင်စန့်ကျင်ရေးပြည်သူအင်အားစုများချိတ်ဆက်ညီညာရေးကော်မတီမန္တလေးထုတ်ပြန်ကြေညာချက်စာအမှတ်31 March 2021ရက်စွဲ March 4ရက်2021
ကျွန်တော်တို့ဒီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဆောင်ရွက်ခဲ့သောခိတ္တပြည်ထောင်စုဝင်ကြီးများခန့်အပ်တာဝန်ပေးရခြင်းပြည်သူလူထုတရက်လုံးပေါ်အကြမ်းဖက်မှုများဇက်တိုက်ကျူးလွန်နေသောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်းတို့ကိုအလေးအနက်ထောက်ခံသည်ထို့အပြင်ပြည်သူလူထုကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ကြေညာထားသောဂျာကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်အားအရရက်ကွက်ကျေးရွာအုပ်စုနှင့်မြို့နယ်အလိုက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအမြန်ဆုံးဖွဲ့စည်းကြပါရန်အထူးနှိုးဆော်တိုက်တွန်းအပ်ပါသည်အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကိုမြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ်လုံးဝအတိမတ်မပြုကြပါရန်နှင့်၎င်းတို့ကိုတစ္ဆာခံလျက်ရှိနေသေးသောမြန်မာတန်တမန်များကိုလည်းအိမ်ရှင်နိုင်ငံများနှင့်နိုင်ငံတကာအဖွဲ့အစည်းများကလုံးဝလက်မခံအတိမတ်မပြုကြပါရန်နိုင်ငံတကာအတိုင်းဝိုင်းကိုအလေးအနက်တောင်းဆိုသည်ယနေ့အထိအာဏာသိမ်းစစ်အုပ်စု၏လူသားမဆန်သောအကြမ်းဖက်လုပ်ရများကြောင့်ကြာဆုံးခဲ့ရသောအပြစ်မဲ့ပြည်သူ90ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရသူဦးရေ1100ကျော်တို့ကိုပြည်သူအာဇာနည်များသူရဲကောင်းများအဖြစ်လိုက်လဲမှတ်တမ်းတင်ဂုဏ်ပြုသည်အာဏာဖီဆန်ရေး Civil Disobedience Movement ကိုစတင်ဆောင်ရွက်ခဲ့ကြသောကျန်းမာရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနများအပါအဝင်ဌာနပေါင်းစုံမှနိုင်ငံဝန်ထမ်းများနှင့်ယခုအခါအရှိန်အဟုန်ကောင်းစွာအားတက်သရောပူးပေါင်းပါဝင်လာနေကြသောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအားလုံးကိုလည်းပြည်သူသူရဲကောင်းများအဖြစ်လိုက်လဲမှတ်တမ်းတင်ဂုဏ်ပြု၍ကြန့်ရှိနေသေးသောဌာနဆိုင်ရာဝန်ထမ်းများကိုလည်းပြည်သူသဘောထားဆန္ဒနှင့်အညီအမှန်တရားဘက်ကအမြန်ဆုံးရပ်တည်ကြပါရန်နှိုးဆော်တိုက်တွန်းအပ်ပါသည်ကျွန်တော်တို့သည်မိမိတို့၏မူလတောင်းဆိုချက်ဖြစ်သောမြန်မာနိုင်ငံတွင်ငြိမ်းချမ်း၍တာယာဝပြောသောမှုကိုအာမခံနိုင်သည့်စစ်မှန်သောFederal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အသွင်နီးနာပုံစံမျိုးစုံဖြစ်အစွမ်းကုန်ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်းလေးနက်စွာတန်ဋိဌာန်ပြုအပ်ပါသည်စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေးအားလုံးကိုကျေးဇူးတင်ပါတယ်စစ်အာဏာရှင်ကြဆုံးရေးစစ်အာဏာရှင်ကြဆုံးရေးစစ်အာဏာရှင်ကြဆုံးရေးပွဲသွားရင်ပွဲသွားရင်ပွဲသွားရင်